မင်္ဂလာပါချစ်တို့ရေကဲမင်းကလေအခုလေရွှေမွန်တီမိတ်ကပ်လေးပေါ့နော် Billy Foundation လေးကိုပြင်ပြမယ်ပေါ့နော်ဒီမှာသူ့မိတ်ကပ်သားလေးကဒီလိုလေးပေါ့နော်ဒါလေးကကြတော့အဝါပေါက်လေးပေါ့နော်ဒီမှာအဝါပေါက်လေးသူကလေ01 02ဆိုပြီးတော့2မျိုးရှိတယ်ပေါ့နော်မင်းရှိကို01လေးကတော့မရောက်သေးဘူး01ကကြတော့အသားဖြူတဲ့သူတွေတုံးတာမင်းတို့တော့အသားဖြူတဲ့သူပေါ့နော်02ကကြတော့ဒီ2လေးကကြတော့အညိုပေါက်လေးအဝါဖောက်လေးပေါ့နော်ဒါကကြတော့အသားညိုတဲ့သူတွေတုံးတာဒါပေမဲ့အဝါဖောက်လေးဆိုပေမဲ့လည်းအသားဖြူဖြူညိုညိုတုံးလို့ရတယ်မမင်ကတော့ဒီတူးလေးအောင်ပူကြိုက်တယ်ဘာလို့လဲဆိုတော့သူကလေမိတ်ကပ်သားလေးကလည်းညက်နေတယ်ဘယ်လိုပြောမလဲအဝါဖောက်လေးဆိုပေမဲ့လေတနခါးတွေလိမ့်တယ်လို့ပေါ့နော်အဝါနဲ့အဖြူခဲနဲ့အဲ့လိုရှိတယ်အဲ့လိုမျိုးလေးသိလားအဖြူတဲ့လူလည်း1နဲ့2နဲ့တော့တိတ်တော့မကွာဘူးဖြူတဲ့သူရောညိုတဲ့သူရောတုံးလို့ရတယ်ဒါလေးskin care တွေလေအများကြီးမသုံးချင်တဲ့သူတွေအတွက်ဆိုရင်လေဒါတစ်မျိုးတည်းသုံးတာနဲ့ကိုတော်တော်လေးအဆင်ပြေတယ်။မင်းကတော့တော်တော်လေးကြိုက်နေ။အရင်တော့ဆိုမင်းတို့ foundation လေ foundation ကိုတခြားဟာလေးတွေဝယ်ရတယ်ပေါ့နော်။အခုဆိုရင်ဒါ Billy Foundation လေးကထွက်လာတဲ့ခါကျတော့မင်းတို့ကဝယ်စရာမလိုတော့ဘူး။ budget လည်းbudget စီးဖြစ်တာပေါ့နော်။ ကဲဟောလေးနဲ့ပြင်ပြမယ်ပေါ့နော်တကယ်ကိုကွယ်ကြာပြင်ထားလိုက်တာနဲ့လေမိုးလင်းတွေကတနေ့ကုန်ပြင်ထားလိုက်တာနဲ့သူကလေမိတ်ကပ်သားလေးကိုကြာလေးတက်လေးပဲကွယ်တော်တော်လေးကြိုက်တယ်မမြင်ရတော့လေအရင်ကြီးလဲဆွဲရမခတ်ဘူးနော်ဘာလို့လဲဆိုတော့ skin care serum effect ပါတဲ့အတွက်လေသားရည်လည်းပျက်စီးမှုမဖြစ်စေဘူးလုံးဝကို glow ပြီးတော့လေကြည်ပြောင်နေရောတကယ်ကိုကြိုက်တယ်မမြင်ရတော့လေဒါ skin care အများကြီးမသုံးချင်တဲ့သူတွေဆိုရင်ဒီတစ်မျိုးတည်းနဲ့အဆင်ပြေတယ်နော်နောက်တစ်ခုကလေသူကလေ SPF 35 PA+ 3 လုံးပါဝင်တဲ့အတွက်နေရောင်ကြီးတောင်လဲကာကွယ်ပေးတာပေါ့နော်အသားဖြူဖြူညွန့်ညွန့်သုံးလို့ရတယ်ကဲဒီမှာကြည့်နော်ဒါမင်းဒီတစ်မျိုးတည်းနဲ့ပြင်ပြတာနော်ဒီမှာကြည့်နော်ဘတ်ဂျက်ကိုစစ်ဖြစ်ခြင်းနဲ့ skin care တွေအများကြီးမသုံးချင်တဲ့သူတွေဆိုရင်ဒါရွှေမုံရတီရဲ့နော် Billy Foundation လေးတစ်ထုပ်သာဆောင်းတာတော့ကိုအဆင်ပြေတယ်တန်သုံးပြီးတော့ရောင်းချင်တဲ့သူတွေအတွက်ဆိုရင်12ထုပ်ကနေစပြီးတော့လက်ကားစီးပြီးတယ်လောကကိုမိုက်နေအောင်မမြင်ရတော့တကယ်ကိုကြွေးနေပြီဒီနော်Billy lipstick ပေါ့နော်လိမ်မော်ရောင်လေးကိုဆိုမယ်မိုးလေးတော့အမြင်ကတော့ skin care အများကြီးမသုံးတော့ဘူးเนาะအိမ်လုံလေးလုံရင်းနဲ့ပေါ့ပလွတ်လေးပေါ့เนาะဒီနှမျိုးလေးနဲ့မိုးလေးပြင်ထားလိုက်ပါတယ်ကဲဒီမှာเนาะနီးကက်လေးပြမယ်ညင်းကိုမိုက်သွားပြီเนาะကဲ skin care ကြီးလည်းအများကြီးမသုံးကျင်ဘူးဘတ်ဂျက်လည်းစစ်ဖြစ်ချင်တယ်ဆိုရင်ကဲရွှေမုံရတီ makeup နဲ့ကဲ Billy lipstick เนาะဒီနှမျိုးတည်းလေးကိုသာဆောင်းထားလိုက်လုံးဝအဆင်ပြေနေရောဒီနေ့ဒါလုံးเนาะမြင်သူငေးလောက်တဲ့အလားတရားကိုလည်းရစေမယ်ကဲမိတ်ကပ်လွတ်လေးရလဲလုံးဝကိုလေးကြည်ပြောင်ဂလိုးနေတဲ့အတွက်အသားဖြူဖြူညင်ညိုသုံးလို့ရတယ်နော်ကဲမှားချင်တော့မမေရဲ့ Viber ဖုန်း8809 91136သို့မဟုတ် TikTok CP လေးကိုအပြေးသာလာပြီးဟတ်လို့လိုက်တော့နော်